အားလုံးမင်္ဂလာပါကျွန်တော်ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာဥက္ကဋ္ဌနဲ့တူဝင်ဖြစ်ပါတယ်2025ခုမတ်လ28ရက်နေ့မှာ9.9ပြင်းအားရှိတဲ့ပြင်းထန်လာတဲ့ငလျင်တန်းမြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရပါတယ်အထူးသဖြင့်စကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းမှာအပြင်းထန်ကျွန်တော်တို့ခံစားခဲ့ကြရပါတယ်လက်ရှိအချိန်ဒီထိတိတ်ဆုံးသူ9000ကျော်နဲ့ထိခိုက်ဒဏ်ရာရသူ1000ကျော်ရှိတယ်လို့စင်းစရာများအရကျွန်တော်တို့သိရှိရပါတယ်တိတ်ဆုံးသူ9000ကျော်ထဲမှာလည်းမတန်ဆန်းသူတွေပါသွားကြပါတယ်ထိခိုက်ဒဏ်ရာကြောင့်မတန်ဆန်းဖြစ်သွားတဲ့မတန်ဆန်းသူတွေလည်းများစွာကျွန်တော်တို့ကြုံတွေ့ရပြီပထမဆုံးအနေနဲ့ဒီဒေသရေးစခန်းတွေမှာရောက်ရှိကြပြီမဲ့မတန်ဆန်းသူတချို့ဒီဒေသရေးစခန်းကိုတစ်ခုချိန်ထိရောက်မလာနိုင်သေးတဲ့မတန်ဆန်းသူတွေလည်းများစွာရှိပါတယ်ထိုနည်းတူထိခိုက်ဒဏ်ရာကြောင့်မတန်ဆန်းဖြစ်သွားကြရတဲ့မိသားစုတွေလည်းများစွာရှိပါတယ်အထူးသဖြင့်အိမ်တော်မှာစီးပွားရှာဖွေကျွေးမိနေတဲ့ပုဂ္ဂိုလ်တူထိခိုက်ဒဏ်ရာရလို့မတန်ဆန်းဖြစ်သွားရင်မိသားစုဘဝတစ်ခုလုံးကလည်းတော်တော်ကိုခက်ခဲတဲ့ဘဝကိုရင်ဆိုင်ကြရပြီဖြစ်ပါတယ်လက်ရှိအနေထားအရကယ်ဆယ်ရေးစခန်းတွေမရောက်သေးတဲ့မတန်ဆန်းသူတွေလည်းများစွာရှိတဲ့အခါမှာသူတို့တွေရှိကိုကျွန်တော်တို့ကိုကြီးထောက်ပံ့မှုတွေတောက်ဖို့အရန်ကိုစနစ်တကျကျွန်တော်တို့အချိန်ယူပြီးတော့ဆောင်ရွက်နေရတာရှိပါတယ်နောက်တစ်ခုသူပြက်ပျက်စီးသွားတဲ့အိမ်တွေကြောင့်မိမိနေရာမှာလည်းမနေနိုင်ဘူးကယ်ဆယ်ရေးစခန်းတွေနဲ့မရောက်ဘဲနဲ့ဒေသကနေလွတ်ထွက်သွားရတဲ့မတန်ဆန်းသူတွေများစွာရှိနေပါတယ်သူတို့တွေဘဝကိုလည်းကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့သူပြင်ထူထောင်ရမယ်ဆိုတာလည်းကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုပါတယ်နောက်တစ်ခုထိခိုက်ဒဏ်ရာရသွားတဲ့အတွက်ကြောင့်မတန်ဆန်းသူဘဝကိုရတက်ကရရှိသွားမယ်မတန်ဆန်းသူတွေအတွက်လည်းကျွန်တော်တို့အများကြီးစဉ်းစားရမှာဖြစ်ပါတယ်ယခုချိန်ကြီးတော့ကျွန်တော်တို့ကုညီထောက်ပံ့မှုလုပ်ငန်းတွေလုပ်တဲ့အခါမှာကျွန်တော်အရေးပေါ်ကာလဒီတဲ့ပဲကျွန်တော်တို့ဆောင်ရွက်နေကြတာဖြစ်တယ်ဒါပေမဲ့ရေရှည်အတွက်ဒီမတန်ဆန်းသူတွေရဲ့ဘဝကိုပြန်လဲမြင့်တင်ဖို့အတွက်မတန်ဆန်းတဲ့ဘဝပြန်လဲပြီးထူထောင်ရတဲ့ကျွန်တော်တို့ချိန်များစွာဆိုတော့ဒီအောင်မှာဖြစ်ပါတယ်ငလျင်တန်းကြောင့်ပြုတ်ပြက်ပျက်စီးသွားတဲ့အိမ်တွေမတန်ဆန်းသူတွေရဲ့အိမ်တွေအများကြီးရှိပါတယ်ဒီအိမ်တွေကိုငကိုမူလအိမ်မဟုတ်တော့မှသူတို့အတွက်အဆင်ပြေနိုင်တဲ့အိမ်တွေပြန်ဖြစ်ဖို့အတွက်ကျွန်တော်တို့အများကြီးစူးစမ်းကြရအောင်ပါဖြစ်ပါတယ်ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေတဲ့မတန်ဆန်းသူတွေတောင်မှသူတို့ရဲ့နေတည်သူကနေထိုင်စားတော့ဖို့အရင်ခက်ခဲတွေရှိပါတယ်ပို့ဆိုတာရာသီဥတုအရန်ကိုပူပြင်းလာတဲ့သဘောရာသီဥတုကျွန်တော်ခန်းစားနေရတယ်မိုးတွေပြင်းထန်ရွာတဲ့အခြေအနေတွေကျွန်တော်အများကြီးဆိုင်ကြရရှိတယ်ဒီလိုတွေအပြင်ကိုပို့ဆိုတာက after shock ဒီပင်လင်တန်ပြည့်တဲ့ခါမှာအခုချိန်ထိရန်ကုန်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးမှာပင်လင်နေရာခဏဇက်ကျွန်တော်ဖြစ်နေတယ်မှာဒါတဲ့ထိတ်တယ်အများကြီးကြုံတွေ့ရပါတယ်ဒါကြောင့်မလို့ပြန်အိမ်ကြီးပြန်လဲပြုပြင်တိဆောက်ရေးတွေလည်းကျွန်တော်တို့တက်သွင်းစဉ်းစားရမှာဖြစ်ပါတယ်အထူးသဖြင့်စိတ်ကူးတာမှုတွေကုန်ကြစိတ်တွေစောင့်နေကုန်ကြစိတ်တွေနောက်တစ်ခုကကျွန်တော်တို့မတန်ဆန်းသူတွေတဲ့အထောက်အကူပစ္စည်းတွေလည်းလုံးလုံးလောက်ကျွန်တော်မရရှိပါဘူးစေဝါကူတာမှုလည်းကျွန်တော်တို့မှာခက်ခဲတွေများစွာကြုံတွေ့ကြရပါတယ်ဒါတွေအားလုံးဖြည့်ရှင်းမှုအတွက်ကျွန်တော်တို့ကဘာကြီးကမြန်မာနိုင်ငံမှာငလျင်တန်းတင်ဒေသမှာရှိတဲ့မတန်ဆန်းသူတွေရဲ့ဘဝကိုကဘာကြီးမိမထားဖို့အတွက်ကျွန်တော်အနေနဲ့တင်ပြတာပေးလို့ပါတယ်မတန်ဆန်းသူတွေလည်းမကပါဘူးတန်ဆန်းသူတွေရဲ့ဘဝတည်တယ်ကျွန်တော်တို့များစွာရေရှည်အတွက်ကျွန်တော်တို့ပြန်တဲ့ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်အချိန်များစွာနဲ့လူအင်အားမွေးအင်အားစိတ်သက်ခွန်အားပိုင်းဆိုင်ရာများစွာလိုအပ်လျက်ရှိကြောင်းကျွန်တော်အနေနဲ့တင်ပြစကားပေးလို့ပါကျေးဇူးများကြီး